အားလုံးပဲမင်္ဂလာပါဗျာဟင်းချက်နီဗီဒီယိုလေးတွေကိုမျှဝေပေးနေတဲ့ Cooking for King YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကြက်သားကာလာသားကြောတဲ့ channel လေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျာပထမဆုံးအနေနဲ့ကြက်သားဟင်းချက်ဖို့အတွက်လိုအပ်တဲ့ဓာတ်ကိုကြက်တုံးထည့်ထုတ်ပြန်မှာဖြစ်ပါတယ်ကြက်သားခုံးပါရတော့ကျွန်တော်မပြတော့ပြန်နော်ဒီဈေးကအန်တီကိုပဲပေါ့နော်ကျွန်တော်ရိုက်ပြပေးထားပါတယ်ကျွန်တော်တို့ဒီဥစားကြက်လို့လည်းခေါ်တယ်ကြက်စားကြက်လို့လည်းခေါ်တယ်ကျွန်တော်ဒါကြီးလေးမျိုးမှာရှိတယ်အာခါဈေးမှာဈေးဝယ်နေတာဖြစ်ပါတယ်ဗျာနော်အာခါဈေးမှာဈေးဝယ်နေတာဖြစ်ပါတယ်ဗျာနော်လုံးဝကိုမေကိုလိုးရတော့မင်းတို့ခိုးဓာတ်ပါဝယ်တာဒီကလုံးဝလိုက်ပထမဆုံးအနေနဲ့ဈေးကနေခုံးလာတဲ့အတုံးတုံးပြီးသားကြက်တုံးကိုကျွန်တော်တို့ရေနဲ့တန့်စင်သွားအောင်ဆေးကြောပေးရမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့ပထမတရေအကျန်းဆေးမယ်ပြီးတော့နောက်ထပ်တရေထပ်ဆေးမယ်ပြီးတော့ထပ်ဆေးမယ်ကျွန်တော်တို့ဆေးမယ်ကျွန်တော်ဈေးတင်တော့ဗျာဒါမဲ့ကျွန်တော်ဈေးနိုင်ပါဘူးဗျာကျွန်တော်တို့လီကိုရေနဲ့တန့်စင်သွားအောင်ဆေးကြောပေးရမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်ဗီဒီယိုမှာရိုက်ပြထားရတော့ကျွန်တော်ခေါင်းဖြစ်ပါတယ်ဗျာနော်ကျွန်တော်ခေါင်းမှာအမောက်ကြီးပါနေရပေါ့နော်ကျွန်တော်ရဲ့တင်ငယ်ချင်းတွေကိုကျွန်တော်စားကျင်နောက်ကျင်လို့ကျွန်တော်ရဲ့တင်ငယ်ချင်းတွေကိုရိုက်တက်ပြီးတော့3-4ပိုင်းလောက်ပိုင်းပြီးတော့ကျွန်တော်ထည့်ချက်ထားတာဖြစ်ပါတယ်ဗျာနော်အမွေးလေးမပြောင်းတာလေးတွေသွေးပီနေရလေးတွေပါလာတတ်ပါတယ်ကျွန်တော်အသုံးပြုထားတဲ့80သားကတော့ကျွန်တော်တို့ကြက်သားလောက်ရှိပါတယ်ဗျာနော်ကြက်သွန်နီနဲ့ကြက်သွန်ပြူစားတင်တာရတော့ကျွန်တော်မပြတော့ပါဘူးဗျာနော်ပြီးရင်ဒါကိုကျွန်တော်ဗီဒီယိုမှာပြတ်ထားသလိုမျိုးကြက်သွန်နီနဲ့ပပလေးလှီးပါမယ်ဗျာနော်ကြက်သွန်ပြူကိုလည်းကျွန်တော်တို့ဓားပြားရိုက်လိုက်လို့ရှင်လည်းရပါတယ်ဓားနဲ့ပပလှီးမယ်ဆိုရင်လည်းရပါတယ်ဗျာနော်ဓားပြားထရိုက်တာဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့ဓားနဲ့လှီးပြီးတော့ဓားနဲ့မစင်းတော့ပါဘူးဗျာနော်ဓားနဲ့အနေတော်တော်လေးလှီးပြီးသွားလို့ရှိရင်ကျွန်တော်လူတိုင်းအိမ်မှာရှိနိုင်တယ်ဓားနဲ့ကျွန်တော်ဓားမှာအမောက်ကြီးပါနေရပေါ့နော်ပေါပေါဓားဓားခင်းညင်တီကိုလည်းလှီးပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်တကယ်ချင်းတို့ရေကျွန်တော်လက်ကိုလည်းလှီးပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်တကယ်ချင်းတို့ရေဇဗလင်ကိုဇဗမတရားနဲ့ပေါ့နော်ကွဲသွားအောင်ရန်တိုင်ပေးရမှာဖြစ်ပါတယ်ဗျာတကယ်ချင်းတို့အနေနဲ့ဒါမှမရှိဘူးဆိုလို့ချင်းလည်းဒါဒီသုံးလို့ရပါတယ်ရသာမုံတွေထည့်မှာဖြစ်ပါတယ်ဗျာနော်တချို့ကလည်းနနွင်းမုံလို့ခေါ်တယ်တချို့ကဆက်နွင်းမုံလို့ခေါ်တယ်တချို့ကလည်းထမင်းမုံလို့ခေါ်တယ်တချို့ကအယောင်နေမုံလို့ခေါ်တယ်တချို့ကအစိမ့်မုံလို့ခေါ်တယ်တချို့ကလည်းစားမုံလို့ခေါ်တယ်တချို့ကလည်းကြက်သားမုံလို့ခေါ်တယ်တချို့ကလည်းကြက်သားမုံလို့ခေါ်တယ်ပြီးသွားတဲ့ခါမှာတော့ကျွန်တော်တို့ဓာတ်ခုတ်ခေါင်းတွေထည့်ပေးရမှာဖြစ်ပါတယ်တကယ်ချင်းတို့ရေကြက်သားနဲ့ရောပြီးချက်ဖို့အတွက်ဘူးတီကိုကျွန်တော်တို့လက်ကြည့်လိုက်မယ်ကျွန်တော်ဗီဒီယိုမှာရိုက်ပြထားရတော့ဘူးတီဖြစ်ပါတယ်ဗျာနော်ကျွန်တော်စားကျင်နောက်ကျင်လို့ဗလက်ဓာတ်မျိုးထည့်ချက်ထားပါတယ်ရေဆေးပေးပြီးသွားရင်တော့ဇလုံးတစ်ခုဒါမှမဟုတ်ပကံတစ်ခုဒါမှမဟုတ်စကန်တစ်ခုဒါမှမဟုတ်ဘလုံးတစ်ခုထဲမှာထည့်ထားပြီးအောင်ဖြစ်ပါတယ်တကယ်ချင်းတို့ရေကြက်သားတုံးလေးတွေကလည်းအယောင်လေးပြောင်းပြီးတော့ကြက်သွားတဲ့အနေထားကိုရောက်တော့မှာဖြစ်ပါတယ်ဘူးတီတုံးလေးတွေကလည်းအယောင်လေးပြောင်းပြီးတော့ဘူးသွားတဲ့အနေထားကိုရောက်တော့မှာဖြစ်ပါတယ်ဗါလေကျွန်တော်တော့ဓာတ်လေးတစ်ချောင်းထည့်ပြီးတော့အဖုံးလေးအုပ်ထားပြီးတော့ထားပေးလိုက်မှာဖြစ်ပါတယ်ဗျာဓာတ်ထားပေးလိုက်မှာဖြစ်ပါတယ်ဗျာဒီဒဲနီနဲ့ပေါ့နော်ကြော်တဲ့အခါကတ်တယ်ပေါ့နော်မကတ်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးမေးကြတဲ့တင်ငယ်ချင်းတွေပေါ့နော်ဒီဒဲပြနဲ့ကြော်ပြရပါတယ်ဗျာနော်ဒါလမ်းကြုံလို့ရှင်းပြပေးရဖြစ်ပါတယ်လိချေသွားရင်လည်းအားလုံးတောင်းပန်ပါတယ်ဗျာနော်ကျွန်တော်တို့အိုးမကတ်အောင်ပေါ့နော်ကျွန်တော်ကဓာတ်စီတွေရအောင်လုပ်ထားတဲ့ကြောင့်မလို့ကျွန်တော်ခုကြော်နေရလဲမကတ်ပါဘူးဗျာနော်တစ်ချက်လောက်ကြည့်ပါလုံးဝအိုးမကတ်ပါဘူးဗျာနော်မကတ်ပါဘူးဗျာနော်လုံးဝအိုးမကတ်ပါဘူးဗျာနော်ဒီဒဲစိမ့်နဲ့ကြော်ပြရပါတယ်ဗျာနော်ခဏလောက်မှုပေးပြီးတော့ရေဒါမှမဟုတ်ရင်နွေးထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့လက်စီရေးထည့်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့အကြိုက်ကိုပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီဈေးကအန်တီကိုကြိုက်တယ်ပေါ့နော်ကျွန်တော်ရဲ့အကြိုက်ကိုပြောပြတာဖြစ်ပါတယ်အန်တီကောင်းမှာအမောက်ကြီးပါနေရပေါ့နော်ကျွန်တော်ရဲ့ဘော်ဒါတင်ငယ်ချင်းတွေနဲ့အတူတူစားမှာဆိုတော့ကျွန်တော်ရဲ့တင်ငယ်ချင်းတွေကိုကျွန်တော်တို့ကျင်လို့ကောင်းချော်ရေးထည့်မှာဖြစ်ပါတယ်ဒါတော့ဘူးတီပေါ့နော်ဒါတော့ဘူးတီပေါ့နော်ဘူးတီကိုလည်းကိုကမမာလေးလိုချင်လားနည်းနည်းအီလေးလိုချင်လားနည်းနည်းမမာအီလေးလိုချင်လားထမင်းကြီးကိုဘလို့မလို့ထည့်ပေးလိုက်ပါမယ်ဗျာနော်ဒါပြီးရင်တော့ကျွန်တော်တို့ငံပြာကြီးပေါ့နော်ငံပြာရတော့ပစုံငံပြာကြီးငါးငံပြာကြီးဓာငံပြာကြီးတငဲငံပြာကြီးတင်ကငံပြာကြီးအနူးမီငံပြာကြီးကြက်သားရဲ့အရာသာဒီကြက်သားတုံးနဲ့ကိုပဲဝင်သွားတာဆိုတော့ဗောနော်ကြက်သားအရာသာဗောနော်ဘူးသီးဘက်လေးတွေကြက်ဖြစ်သွားတဲ့ဒီခဏလောက်ထားပေးမယ်ဆိုရင်တော့စားခြင်းစပွဲကြက်သားကာလာသားကြောကြက်ဟင်းပွဲလေးကိုရရှိပဲဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့တင်ငယ်ချင်းတွေကဘယ်မျိုးဘယ်ဒေသတွေကလဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးတွေရောဘယ်မျိုးဘယ်ဒေသတွေကလဲကျွန်တော်ကတော့ဘယ်မျိုးဘယ်ဒေသတွေကလဲမန္တလေးတိုင်းကျောက်ဆည်ခရိုင်မြစ်သားမျိုးနဲ့ကုမဲတိုက်နယ်ကျွန်တော်ဗီဒီယိုမှာရိုက်ပြထားရတော့ကျွန်တော်ရဲ့ဒါစားဖြစ်ပါတယ်ဗျာနော်မတွေ့ဘူးအခုကျွန်တော်မျှဝေပေးလိုက်တဲ့ဟင်းချန်ဒီဗီဒီယိုကျွန်တော်ဗီဒီယိုမှာရိုက်ပြထားရတော့ကျွန်တော်ရိုက်တက်ထားတယ်ကျွန်တော်ရဲ့တင်ငယ်ချင်းဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ပါနေဖို့အတွက်ကိုတင်တိုင်းဓာတ်ကိုထုတ်မှာဖြစ်ပါတယ်တင်ငယ်ချင်းတို့ရေTiger King CMS 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 Tiger CMS Tiger King CMS Tiger CMS Tiger King CMS